ဒီနေ့တော့ကိုယ်တိုင်ချက်ထားတဲ့ရှမ်းခောက်ဆွဲအကြီးဒါတော့ချက်သားနဲ့ပါနဲ့မာရဲ့ချက်နေရတော့ဒီဝက်ချက်ရှိပါတယ်ဒီချက်နဲ့ဆိုတော့မှပြောပြပါမယ်ဒါတော့နန်းနဲ့ချက်သွန်စီချက်ဒါတော့မြုပ်ပြီးဒါတော့ဒီပဲတော့ဒီမှာချက်တော့မိတ်လေးနဲ့ဆိုရမ်းမွေးပါတယ်အရင်စားကောင်းမဲ့ပုံပါပဲဒါစားကြပါအောင်မိတ်ဆွေတို့ရေဒါတော့ချူတဲဖို့ကောင်းကြီးရွှေကြီးကျွန်မကိုယ်တိုင်လုပ်ထားတာပါဒီတစ်ပတ်ကတော့လက်စွမ်းပြနေပါတယ်ကဘာဖလာချီကိုအားမွေးနောက်ဘက်ခောက်ထည့်ဖို့မိပါတယ်ဒီလိုပါစားကြပါအောင်တော့ရွှေကြီးစားနေတာပါအရင်စားကောင်းပါတယ်တော့တုံးကြီးထဲမိတော့တော်လေးစားရပါတယ်ဝိုင်းစားကြပါအောင်ဒီနေ့တော့ကိုချက်တဲ့ရှမ်းခောက်ဆွဲနဲ့ရှေ့ကြီးနဲ့သားရနေပါတယ်ချစ်တငယ်ချင်းအလုံးကိုတတိယနေပါတယ်စားချင်တဲ့သူတွေလည်းလာစားကြပါအလုံးကိုကြွေးပါမယ်